ဆရာပေါ့နော်ခဏခဏ big change ပေါ့နော်အချိန်မှဆုံးပြောင်းလဲမှုတွေဖြစ်တဲ့ဆရာတင်ယူခဲ့ရတဲ့ဆရာရဲ့ဓမ္မလမ်းစဉ်ပေါ့နော်ဗုဒ္ဓရဲ့ဓမ္မတွေပြီးတော့ဆရာရဲ့မန်ထာရေးစီကနေပြီးတော့မှအဲ့ရဘာတွေလဲလူတိုင်းရဲ့ဘဝလိုချင်တဲ့ lifestyle တွေကမတူပါဘူးဒါကြောင့်မလို့အဖြစ်ရလဲကွဲပြားသွားနိုင်တယ်တူတယောက်ချင်းလိုက်ပေါ့နော်ဆရာရဲ့အဖြစ် big change ဖြစ်တာကဆရာကငငယ်လေးကနေရပေါ့နော်အဲ့လိုမျိုးဗုဒ္ဓရဲ့ဓမ္မတွေကိုတက်ဝင်ယုံကြည်ပြီးလှုပ်ဆောင်တယ်လှုပ်ဆောင်မှုတွေကနေပြီးတော့မှဆရာကိုအဲ့လိုမျိုးဆရာရဲ့မန်ထာပေါ့နော်ပြောဆိုပထမဆုံးမန်ထာကိုယ်တိုင်ကလုံးဝကိုဆရာအတွက်အကောင်းဆုံးဖြစ်သွားတာဒါကိုလေဘာလို့ဆရာခေါင်းနဲ့တွေ့ရလဲလို့ကိုမေးရရင်ဗုဒ္ဓရဲ့ဓမ္မကြောင့်လို့မြင်နေပေါ့နော်ဆရာကတော့အဲ့လိုမျိုးကိုယုံကြည်မှုရှိတယ်ဒီဗုဒ္ဓရဲ့ဓမ္မလမ်းစဉ်ကိုလိုက်ခဲ့လို့ဒီလိုမျိုးဆရာခေါင်းနဲ့တွေ့ရလို့မြင်တယ်သူနဲ့တွေ့ခဲ့ရတာ2026မှာစပြီးတွေ့ခဲ့ရပါပေါ့နော်10နှစ်ဒီပါလောက်ရှိပြီကွာပြောမစို့ဟိုဒီနေ့ဒီချိန်ဒီသူ့ပေါ်မှာယုံကြည်မှုอ่ะဆိုသူကဆရာပေါ်မှာ mindset တွေပေါ့နော်ဗုဒ္ဓရဲ့ဓမ္မကကြတော့ဆရာကိုအဲ့လိုမျိုးဒိဋ္ဌိမဖြစ်စေဘူးတခုယုံကြည်မှုရှိရင်အဲ့ယုံကြည်မှုနောက်ကိုပဲလိုက်ရမယ်ဆိုတဲ့အရာမျိုးပေါ့နော်ဒီ mindset တွေဘာကြီးကြတော့ဆရာတို့ဘဝမှာကွာမဖြစ်နိုင်ဘူးလို့ယုံကြည်ဆရာတို့မြန်မာနိုင်ငံမှာဆရာတို့ရဲ့အဲ့လိုမျိုးစင်ဆက်အလိုက်အတွေ့ခေါ်ယူစာတွေကမှားနေတဲ့အတွေ့ခေါ်ယူစာတွေရှိရပေါ့နော်ဒီဟာတွေကိုဆရာမန်ထာတွေက change ဖြစ်စေရဥပမာကဆရာတို့လိုနယ်မျိုးလေးပြီးတော့မိဘ background ဘာ background မှမရှိဘူးဆရာဆိုရင်ဘာမှသင်ပြပေးမဲ့သူမရှိပင်မဲ့ဆရာကအဲ့လိုမျိုးဟိုလုံးဝမထင်ထားတဲ့အရာတွေကိုလုပ်ချင်တာပေါ့နော်ပြောမစို့ကဆရာအရင်တော့ဆရာရဲ့မိဘတွေဆရာကအဲ့လိုမျိုးဟိုဆရာကြည်ပြင်းခဲ့တဲ့မိသားစုအတိုင်းဝိုင်းကွာဆရာအရန်အလိုလိုက်ပြီးတော့မှဆရာကိုအဲ့လိုမျိုးလှောင်ရင်ထဲမှာဆရာကိုပိတ်လောင်ထားတာဒါကြောင့်မလို့ဆရာတက္ကသိုလ်ရောက်သည့်အထိတငယ်ချင်းတွေအပေါင်းအသင်းတွေရမှအဲ့လိုမျိုးသူတို့ရဲ့ဟိုနောက်မှာပဲရှိနေတာနောက်မှာဆိုတာကွာသူတို့ကလိုက်လုပ်ပေးတာဆရာကဘာမှမသိဆရာတငယ်ချင်းတွေဆိုဆရာကပြောဆရာတငယ်ချင်းတွေအတီးဆုံးပဲဆရာကိုအခုလိုမျိုးမြင်ရင်သူတို့ကလည်းအံ့ဩနေမှသိကြတယ်ဘာလို့လဲဆိုတော့သူတို့နဲ့ဆရာတွေ့ခဲ့တဲ့အချိန်တုန်းကဆရာကအရန်ကြောက်တတ်တဲ့သူလူတော်မတော်ဘူးတက္ကသိုလ်ရောက်တာအဲ့တက္ကသိုလ်ရောက်တာလေဆရာဓမ္မဆရာပြောတဲ့အဲ့ဓမ္မလမ်းစဉ်တွေကြောင်းပဲအဲ့တက္ကသိုလ်ရောက်သည့်ဒီဆရာလူတော်မတိုးဘူးအဲ့လိုမျိုးမိဘတွေရဲ့အဲ့လိုမျိုးအိမ်ပြန်ရင်လည်းအိမ်ကနေအိမ်ပြန်ထွက်လို့မရအောင်ကွာအိမ်ထဲမှာပဲနေရတာပြီးတော့တငယ်ချင်းတွေနဲ့နေရင်လည်းတငယ်ချင်းတွေအကုန်လိုက်လုပ်ပေးတာပြောဆိုကတခါလေဆရာတငယ်ချင်းနဲ့ဆရာကိုတော်တော်ချစ်ရှာပါတယ်ဆရာအဲ့လိုမျိုးအပေါင်းအသင်းကန်ကောင်းတယ်အဲ့တခုကတော့အဲ့လိုမျိုးဆရာကိုခေါင်းလျှော်ပြီးတီတီအဲ့လိုမျိုးဆရာသွားအဲ့လိုမျိုးမိဘတွေလိုမျိုးသူတို့က view site တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေကနေပြီးတော့မှဆရာကတယောက်တည်းရက်တည်ခြင်းနဲ့စိတ်ဖြစ်လာတာဆရာရဲ့ big chain တွေဆိုတာသူများနဲ့မတူလေလူတိုင်းက background မတူတာဖြစ်တဲ့အတွက်ဆရာရဲ့မိသားစုဆိုဆရာကအဲ့လိုမျိုးအကိုတွေမောင်တွေရဲ့အရန်အလိုလိုက်ပြီးတော့မှလေအိမ်ထဲမှာပဲအဲ့လိုမျိုးကငှက်ရမ်းချစ်ရတဲ့အဲ့လိုမျိုးအိမ်မွေးသိမ်းဆန်လိုမျိုးငှက်အဲ့လိုမျိုးပဲအိမ်ထဲမှာပဲနေရတာအိမ်ပြင်မှာအဲ့လိုမျိုးမထွက်ရဘူးအိမ်ရဲ့တကယ်ပေါ့နော်ပြင်ပရဲ့ဘဝဟုတ္တရေမရှိဘူးဒါကြောင့်မလို့ဆရာကတက္ကသိုလ်ရောက်တည်ထိတော်တော်များအချိန်တွေကိုဆရာကအဲ့လိုမျိုးတငယ်ချင်းတွေရဲ့ live လုပ်စာမှုမိဘတွေရဲ့ live လုပ်ပေးစာမှုဆရာလှုပ်ဆရာမလို့အဲ့လိုမျိုးကြည်ပြင်းလာရင်ရနေပြီးတော့မှဆရာကတယောက်တည်းခွဲထွက်ပြီးတော့မှအဲ့လိုမျိုးဟိုတယောက်တည်းရက်တည်ဖို့တွေးပြစ်လာတာ mindset ဆိုတာအဲ့လိုမျိုးဟို unique ဖြစ်တယ်ဆိုတာအဲ့လိုမျိုးဟိုဘာဟို comfort zone ကနေထွက်ချင်တာကွာတငယ်ချင်းတွေ live လုပ်ပေးတယ်အပေါင်းအသင်းတွေ live လုပ်ပေးတဲ့အခြေအနေတစ်ခုကနေကိုတယောက်တည်းရက်တည်ပြီးတော့မှဖြစ်ချင်တဲ့စိတ်ပေါ့နော်အဲ့တခု big change ဖြစ်လာတယ်နောက်တစ်ခုကကြတော့ဆရာတို့ background ပေါ့ဆရာတို့ကကြတော့လေဟို education background လည်းမရှိဘူးဟိုစီးပွားရေး background လည်းမရှိဘူးပတ်စံ background လည်းမရှိဘူးဘာ background မှမရှိဘူးဆရာရဲ့မိသားစုအတိုင်းဝိုင်းမှာဒီလိုမျိုးအတိုင်းဝိုင်းနေပြီးတော့မှဆရာဘာဖြစ်ချင်လဲဆိုနိုင်ငံခြားကိုသွားကြတယ်ဆရာလေဒါကြတော့ manifestation ဖြစ်သွားပြီပေါ့နော်ဆရာစောနာပြောတဲ့အဲ့လိုမျိုးmindset ကနေပြီးတော့ manifestation ကကြတော့လုံးဝမဖြစ်နိုင်တဲ့အခြေအနေတစ်ခုကနေလုံးဝဖြစ်နိုင်တယ်ဆိုတဲ့အရာတစ်ခုကိုဆရာ manifestation လုပ်လာတာဘာလို့ဖြစ်တာလဲဆိုတော့ဆရာကအဲ့လိုမျိုးယုံကြည်မှုနဲ့သွားတာ manifestation ယုံကြည်မှုနဲ့သွားတာပတ်စံလည်းမရှိဘူးဘာမှ background လည်းမရှိဘူးဘာအဆက်အသွယ်ဘာမှမရှိရဆရာကယုံကြည်နဲ့တငယ်ချင်းတွေကိုပြောရင်ငါနိုင်ငံခြားသွားမှာလွန်ခဲ့တဲ့9နှစ်ကလေအဲ့လိုမျိုး covid တွေဖြစ်တော့ဆရာတို့ကျောင်းနေပိတ်တယ်ပေါ့နော်အကုန်လုံးပြောရင်ဆရာနိုင်ငံခြားသွားမှာအဲ့လိုမျိုးပဲပြောတာ
ဘာလို့လဲမသိဘူးအဲ့ဒါဆရာမထားစရာနေတည်ယူရင်းနဲ့သူတို့ပြောခဲ့တာပေါ့နော်ဘာသူတို့တွေဆိုရင်ကွာဆရာအဲ့လိုမျိုးပြောတိုင်းမှာသူတို့တွေကလေဟဲ့ယူနေတာဒီကောင်မလေးဟဲ့မဖြစ်နိုင်တာအရင်ပြောอ่ะအဲ့လိုမျိုးကလူတိုင်းရဲ့ဝေဖန်မှုအများကြီးရခဲ့ပါတယ်ဒီလိုမျိုးကွာအဓိကကွာသူများတွေဘလောက်ဝေဖန်သူများတွေဘလောက်ပြောဆရာကအဲ့ယုံကြည်မှုနဲ့တော့တာတကယ်လည်းအမှန်တကယ်ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တခုကပြောမစကွာဘာ background မှမရှိတဲ့လူတစ်ယောက်ကနိုင်ငံသားမှာအဲ့လိုမျိုးကိုယ့်ဘဝကိုရက်တည်ခြင်းတဲ့လူတစ်ယောက်ဖြစ်ချင်တာအဲ့ဒါလည်း big change ဖြစ်လာခဲ့တာမျိုးပေါ့နော်နောက်ပြီးတော့ဆရာတို့ relationship ပိုင်းပေါ့နော်နောက်တစ်ခါ relationship ပိုင်းမှာ big change ဖြစ်တာကဆရာ session နဲ့မှာအဲ့လိုမျိုးရေးစားစထားတယ်ပေါ့နော်ဒါလူတိုင်းမှာရေးစားစထားတယ်ဖြစ်ချင်တော့ကောင်းအဲ့လိုမျိုးကန်ဆိုးတဲ့ကောင်းနဲ့မပြပြကြဘူးအားလုံးကဆရာဘွားကို lesson သင်ခန်းစာတွေပေးဖို့မဖြစ်မနေရောက်လာမှာသူတို့ကြောင့်မလို့ဆရာကကို self confident ဖြစ်လာခဲ့တာမလို့သူတို့ကိုလည်းမှားတယ်လို့ပြောချင်ဘူးကိုမှားတယ်လို့လည်းမခံယူဆရာ session နဲ့မှာထားခဲ့တဲ့သူကကိုမိတ်ဆက်ပေးလိုက်တဲ့တငယ်ချင်းနဲ့အဲ့လိုမျိုးဖောက်ပြန်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖောက်ပြန်သွားတဲ့အချိန်မှာကိုကအချစ်ကိုယုံကြည်မှုမရှိတော့ဘူးအဲ့ချိန်မှာလုံးဝကိုဆရာကအချစ်ကိုလည်းယုံကြည်မှုမရှိဘူးဆရာသူနဲ့တွေ့ပြီးနောက်ပိုင်းမှာရေးစားလည်းမထားပြတော့အားကြောင့်တငယ်ချင်းတွေဆိုအရန်လှောင်တယ်ပေါ့နော်ဆရာကိုရေးစားလည်းမထားဘူးဆရာကိုကြိုက်တယ်ဆိုလည်းဆရာအကုန်လုံးပတ်ညင်းနေတာဘာလို့ဆိုအချစ်ကိုယုံကြည်မှုမရှိတော့တာရေအဲ့လိုမျိုးကြောက်သွားတာပေါ့နော်သူ့ပေါ်တော့အရန်အဲ့လိုအချစ်ဦးဖြစ်တာအတွက်အရန်ချစ်ခဲ့တယ်နောက်ပိုင်းဘသူ့အပေါ်မှာအရန် open mind မဖြစ်တော့ဘူး open heart နဲ့ဘသူ့အပေါ်မှာချစ်မပေးတော့ဘူးအဲ့လိုအရန်ကြောက်သွားတယ်အဲ့အချစ်ပေါ့နော်အဲ့အချစ်ကို big change ဖြစ်တာကကြတော့trauma ပေါ့နော်အဲ့ trauma ကိုဆရာ healing ပြန်လုပ်နိုင်ခဲ့တယ်ဒါ big change ပေါ့နော်လုံးဝကိုမထင်တိုင်း big change ပြောမှဆို तू ဘာကြောင့်ဆရာပေါ်ဖောက်ပြန်သွားခဲ့တာလဲဆိုတော့ तू မှမဟုတ်ဘူးနောက်ထပ်ပေါ့နော်အဲ့လိုမျိုးဆရာအဲ့လိုမျိုးတွဲတော့မတွဲပြစ်ခဲ့ဘူးဒီလိုမျိုးပဲပေါ့နော်အဲ့လိုမျိုး easily ပေါ့ပြောမှဆိုသူများ easily လောက်ခဲ့တဲ့လူပေါ့နော်အဲ့လူတွေ့ခဲ့တဲ့လူတွေဆိုရင်လည်းသူတို့ကကွာဆရာဖြစ်ချင်တာကflat အဲ့လိုမျိုး flat လောက်တာတွေအဲ့လိုမျိုးဆရာကိုစက်ကိစ္စတွေတောင်းဆိုတဲ့သူဆိုလုံးဝကိုအဆင်မပြေဘူးပေါ့နော်ပြောဆိုအချစ်ဦးကအဲ့လိုမျိုးဖြစ်နေတာအချစ်ဦးကအဲ့ဒါမျိုးကိုလိုချင်တာပြောဆရာစီလာတာကသူတို့က16နှစ်ကောင်မလေးတယောက်ကဘလောက်အဲ့လိုမျိုး stout ချခဲ့လေပေါ့နော် big change ဖြစ်ခဲ့လဲဆိုတော့သူကဆရာကိုအဲ့လိုမျိုးတောင်းတယ်ကွာစက်ကိစ္စတောင်းတယ်အဲ့ကနေကဆရာက mindset ကအရန်ကောင်းတယ်ပေါ့နော်ပြောမဆိုသူ့ပြောတယ်ဆရာလည်းအရန်ချစ်တော့ဆရာကိုလက်ထပ်ပါပေါ့လက်ထပ်ပါလို့ပြောလက်ထပ်ရင်ငါပေးမယ်ဆရာလိုချင်တာက commitment ရဲ့ကိုတန်ဖိုးထားပြီးတော့မှအဲ့လိုမျိုးကိုဆိုတာကိုလက်ခံပြီးအရာအလုံးလက်ခံပြီးတော့မှအဲ့လိုမျိုးတန်ဖိုးထားပြီးတော့မှချစ်မဲ့လူဆရာတို့အနေနဲ့စက်ကိစ္စမို့အရာအလုံးပေးနိုင်တယ်ဆရာတို့မိန်းကလေးတွေကလေဒါပေမဲ့ तू ကလက်ထပ်ဖို့အကြောင်းပြီးမှဆိုဆရာအကြောင်းပြီးမှပေးမယ်လို့ तू ပြောလိုက်တယ်အဲ့မှာပဲဆရာကိုလို့ဖောက်ပြန်ပြီးထားခဲ့တယ်ပေါ့နော်ပြောမဆိုနောက်ပိုင်းတွေးတဲ့သူအများစုကလည်းဆရာကိုအများစုအကုန်မဟုတ်ဘူးနောက်ပိုင်းပေါ့နော်အဲ့လိုမျိုးဆရာအဲ့လိုအချစ်တွေကြောက်ပြီးတော့မှအဲ့လိုပွေရှုပ်ချင်တယ်လို့ဖြစ်ခဲ့တဲ့အချိန်လေးမှာဆိုလဲအဲ့လိုပဲဆရာပြောချင်တာကကိုကမှန်ကန်တဲ့သူမဖြစ်တော့ဘူးမဖြစ်ခဲ့တာဖြစ်တဲ့အတွက်မှန်ကန်တဲ့သူတွေပဲရောက်လာတယ်အဲ့လိုပဲထက်တောင်းတယ်ဒါပေမဲ့ဆရာမထားရဆရာနေဆရာ intuition အရင်ကောင်းတယ်ပေါ့နော်ဆရာတင်ယူခဲ့တဲ့ဗုဒ္ဓရဲ့ဓမ္မတွေအဲ့ဆရာမထားဆရာနေနောက်ထပ် big change ဖြစ်တဲ့တင်ယူခဲ့တဲ့အရာ intuition ပဲအဲ့ဆရာတွေးဆောင်ခဲ့ရတဲ့ရောက်အဲ့လိုမျိုးရောက်ရီးစားအဲ့လိုမျိုးချစ်သူရီးစားအပြည့်အဲ့လိုမျိုးတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေအများကြီးအားလုံးကိုဆရာက intuition ကောင်းကောင်းနဲ့ဆက်ဆံတယ်ပြောမှဆိုကလူတယောက်ကိုကြည့်လိုက်တာနဲ့အဲ့လူတယောက်ရဲ့ပေါ့နော်ပုံစံအဲ့လူတယောက်ရဲ့အနေအထားအဲ့လူတယောက်ရဲ့ပေါ့နော်ဟိုစိတ်နေသဘောထားကိုဆရာခံမှန်းတတ်တယ်ဆိုတာကသူကိုပေါ်အဲ့လိုမျိုးဘယ်လိုမျိုးသဘောထားလဲအဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှဆရာကအဲ့လိုမျိုးမှန်လိုမျိုးကျင့်သုံးပြတယ်ပေါ့နော်အဲ့တခုကဆရာမထားဆရာနေလုံးဝအကောင်းဆုံးသင်ယူခဲ့တဲ့ intuition ပဲဒါကြောင့်မလို့ဆရာက open heart မပေးတာကဆရာကိုသူတို့ကဆရာသူတို့အမားမဟုတ်ဘူးဆိုတာအဲ့ချိန်တော့ဆရာလည်းအဲ့လိုမျိုးပြောမှဆိုဆရာကmatureမဖြစ်သေးဘူးလေနော်မရင်းကျက်သေးတာဖြစ်တဲ့အတွက်ကိုလိုပဲမရင်ကျက်တဲ့သူနဲ့ပဲတွေ့ရလေသူတို့လိုချင်တာကအခုခက်လိုမျိုး sex တွေအဲ့လိုမျိုး flat
သိရမလားခဏတာပျော်ရွှင်မှုလိုချင်တာကွာဒါပေမဲ့ဆရာလိုချင်တာကကြတော့ဆရာအဲ့ကနေကတိတယ်ဒါပေမဲ့ဆရာကမချူမဖြစ်တာဖြစ်တဲ့အတွက်ဒါတွေကိုနားမလည်ဘူးပေါ့နော်တိတယ်ဆိုတာက तू ကကိုယ့်ဘောကိုတကယ်တန်ဖိုးမထားဘူးဆိုတာကိုတိတာဒါကြောင့်မလို့ဆရာက relationship တွေမှာဆရာကို single အများစုတွေ့ရတက်ကတုံးမှာလည်း single ဒီနေ့ဒီချိန်ဒီဆရာကိုအများကြီး official အဲ့လိုမျိုးမတိကြဘူးဆိုတာကဆရာဘာလို့ official တွဲချပြလာအောင်ထိတစ်ဖက်လူကလုံးဝ commitment မလာဘူးပြီးတော့ဆရာလိုချင်တဲ့လုံးဝအဲ့လို mature ဖြစ်ပြီးတော့မှ emotion stable ဖြစ်နေတဲ့ယောက်ျားကိုဆရာအခုချိန်ထိမတွေ့ဘူးသေးဘူးပေါ့နော်ဒါကြောင့်မလို့ single ဖြစ်နေတာကွာ single ဖြစ်နေရဆိုတာကအဲ့လိုမျိုးအဲ့လိုယောက်ျားမျိုးနဲ့တွေ့မှာပဲဆရာဘွားမှာပြောမစို့ဒါလည်းဆရာကအဲ့လိုလူမျိုးဖြစ်နေမှာလေကိုက emotion stable ဖြစ်ပြီး mature ဖြစ်နေမှာတစ်ဖက်လူကလည်းအဲ့လိုလူမျိုးဖြစ်မှာလေဒါကိုဆရာသွားတွေ့တယ်ပေါ့နော်ဒါကြောင့်မလို့ဆရာကအခုချိန်မှာတယောက်တည်းအဲ့ကိုလိုချင်တဲ့emotion stable ဖြစ်ပြီးတော့မှ mature ဖြစ်တဲ့လူမျိုးကိုတိုင်စူးစမ်းနေတာဒါမှတစ်ဖက်လူနဲ့အဲ့လိုမျိုးတွေ့မှာမဟုတ်ကိုကအဲ့လိုမျိုးမဖြစ်ခင်တော့ပေါ့နော်အရင်တော့မဖြစ်ခင်တော့သူကဆရာကိုအဲ့လိုမျိုးတွေပဲတောင်းတယ်ကွာအပျော်ပါးတွေပဲတောင်းတယ်ပေါ့နော်သူတို့ကိုမေးတယ်ဆရာတို့ကလည်းဟိုချစ်တာဖြစ်တဲ့အတွက်သူ့ကိုပေါ့နော်ဆရာကိုလက်ထပ်ပါအဲ့လိုမျိုးတင်တောင်းတင်နဲ့ဆရာကိုလုပ်ပါဆိုရင်သူတို့ကနောက်ဆုတ်သွားကြတယ်သိလားမှန်ကန်မှုဆိုတာလေအဲ့လိုမျိုးကိုကနေပြီးတော့မှဟိုမေးတတ်ဖို့ကလည်းလိုအပ်သေးရဲ့ဒီလားဆရာဆိုရင်လုံးဝပေါ်တယ်အဲ့လိုမျိုးမေးတယ်သူတို့ဆိုရင်ကအဲ့လိုပြောတိုင်းမှာနောက်ဆုတ်သွားကြတယ်ဘာလို့ဆိုတော့သူတို့က emotion stable မဖြစ်ဘူးဆရာတို့မိန်းကလေးတွေစီကယောက်ျားလေးအဲ့ emotion stable မဖြစ်တဲ့ယောက်ျားတွေကသူတို့လိုချင်တာကအဲ့လိုမျိုးငါတို့အတူတူစူးစမ်းမယ်အတူတူရင်ဆိုင်ကြမယ်ဒါဟုတ်တောင်းမှမဟုတ်ဘူးဆရာကအဲ့ဒါကိုယုံကြည်တာဆရာ intuition စူးစမ်းခဲ့တယ်ဆိုတာအဲ့တခုပေါ့နော်ပြီးချင်းဖြစ်တယ်ဆိုတာအဲ့တကူအဲ့ကြောင့်မလို့ဆရာ relationship တွေမှာဆိုရင်နောင်တလည်းမရဘူးဟိုကိုလည်းနောင်တမရဘူးသူတို့ကိုလည်းမှားတယ်လို့မမြင်ဘူးဘာလို့ဆိုတော့ကိုက emotion stable မဖြစ်တဲ့အချိန်မှာသူတို့လိုပဲကိုနဲ့တူတဲ့ emotion stable မဖြစ်တဲ့ယောက်ျားတွေကိုပဲတွေ့ပြီးတော့မှလမ်းခွဲပြကြဒီလောက်ပဲဘာလို့လဲဆိုတော့ဆရာက intuition ကောင်းလာဖြစ်တဲ့အတွက်သူတို့အပေါ်မှာဆရာမပေးတင်တာလုံးဝမပေးဘူးသူတို့ကလည်းမရသွားဘူးအဲ့ဆိုတော့မှန်ကန်တဲ့ life choice တွေပဲဖြစ်သွားကြကွာနှစ်ဖက်ညှက်ညတပဲအမုန်းတရားနဲ့ဆရာကအရင်ကနေကအဲ့လိုမျိုး healy သမားဖြစ်တဲ့အဲ့လိုမျိုးကုစားရတာပဲကြိုက်တာကွာအဲ့လိုမျိုးအမုန်းတွေနာကျင်ချက်တွေနဲ့နောက်ဆရာတွဲတဲ့သူတိုင်းနဲ့အခုချိန်ဒီကဒီတိုင်းပဲအဲ့လိုမျိုးအမုန်းနဲ့နာကျင်မှုတွေနဲ့ပေါ့အဓိကအဲ့နာကျင်မှုတွေကသူတို့ကြောင့်မဟုတ်ဘူးအဲ့နာကျင်မှုကိုမခံစားနိုင်နဲ့ဆရာတို့စိတ်ခံစားချက်ကြောင့်ဆိုတော့ဆရာတိလာတဲ့အတွက်သူတို့အပေါ်မှာအဲ့လိုမျိုးသူတို့ကိုပေါ်နာကျင်စေတဲ့နာကျင်မှုပဲကို healing လုပ်ဖြစ်သွားတာပေါ့နော်ကိုက healing လုပ်သွားလေသူတို့ပေါ်ခွန်လွတ်နိုင်သွားလေသူတို့ပေါ်မခွန်လွတ်နိုင်ဘူးဆိုတာကဆရာတို့ healing မဖြစ်သေးဘူးလို့ဆိုလိုတယ်ပေါ့ဒါ big change relationship မှာဆရာဖြစ်ခဲ့တဲ့အရာက healing ပဲhealing ရဲ့အဲ့လိုမျိုး emotion stable ဆိုတာကိုနားလဲလားကိုလိုချင်တာကဒီလိုပုံစံမျိုးဒါကြောင့်မလို့ကိုကဒီလိုပုံစံမျိုးဖြစ်အောင်ကိုယ်တိုင်ကအဲ့လိုမျိုးဖြစ်ရမယ်ဆိုတာကိုဆရာသိလာလို့ကိုယ်တိုင်ကျင့်ကြံအားထုတ်နေတယ်ပေါ့ပြောရမှာဆိုရင်အဲ့ဒါတကယ်ပြောတာကိုယ်တိုင်မှကိုယ်တိုင်ကအဲ့လိုလူမျိုးမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ပုံစံတခြားသူလုံးဝမရနိုင်ပါဘူးလူဆိုတာတူရပဲရတယ် level တူရပဲရပါတယ်အဲ့ဒါအမှတ်တရားပဲဒါဆရာမှတ်ထားစရာနေဆရာတင်ယူခဲ့တာဆရာမှတ်ထားအမြဲပြောတယ်အဲ့ဒါသူပြောတာကိုလေဆရာမှားတယ်လုံးဝကိုလေမထင်ထားဘူးဆရာဘွားမှာဘယ်သူမှတင်မပေးခဲ့တဲ့ mindset တွေပေါ့နော်လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့ချမ်းသာတဲ့သူကိုလိုချင်ကိုယ်တိုင်ချမ်းသာအောင်လုပ်တဲ့သိလားအဲ့ဒါအမှန်တရားပဲ level တူရပဲစုတာဟိုဝတ္ထုတွေကလို့လေချမ်းသာတဲ့သူကဆင်းရဲတဲ့သူမကြိုက်ဘူးနော်အဲ့ဒါလေအမှန်တရားပဲအမှန်တရားခါတယ်ဆိုတာလေအမှန်တရားပဲသိလားလောကကြီးမှာလေလူတွေကလေ drama တွေကြိုက်တယ်ဆိုအဲ့ drama ကလေလက်တွေ့ဘဝမှာလုံးဝအသုံးချလို့မရတဲ့အရာတွေမလို့လားလူရကြိုက်ကြတာဝတ္ထုတွေဟွာလို့ဆိုတာလေတကယ်လက်တွေ့အပြင်ဘက်မှာကြတော့လူတိုင်းကတူရပဲဆိုဥမာစဉ်းစားကြည့်လူနှစ်ယောက်ပေါင်းဆောင်ဖို့ကြတော့ဥမာကွာမင်္ဂလာဆောင်တစ်ခုရှိရမလားပတ်စံရှိတဲ့လူနှစ်ယောက်ရဲ့မင်္ဂလာဆောင်ကိုပတ်စံရှိတဲ့သူတွေပဲဖိတ်မှာမရှိတဲ့သူတွေကိုသွားမဖိတ်ဘူးအားကြောင့်လို့ပတ်စံရှိတဲ့သူတွေပဲစုပြီးအောင်မှပတ်စံရှိတဲ့သူချစ်ချင်မတွေ့မှာကွာဒါဥပမာပြပြဒါမဲ့ဆရာအတွက်တော့ဆရာလိုချင်တဲ့ပုံစံကလေအဲ့လိုမျိုးဆရာကအဲ့လိုမျိုးတော်ရုံတန်ရုံအထင်မကြီးတတ်ဘူးပတ်စံရှိတိုင်းအထင်မကြီးဘူးဆရာကမီလီယနာဘီလီယနာခေါ်ပြလဲအထင်မကြီးဘူးဘာလို့ဆိုတော့ဆရာအထင်ကြီးတဲ့သူကလေ emotion stable ဖြစ်တဲ့သူပဲဟိုကိုစိတ်အစမပြာနဲ့တစ်ဖက်လူကိုရမ်းအဲ့လိုမျိုးရမ်းပြီးတော့မှအဲ့လိုမျိုးဟို
emotion stable မဖြစ်ဘူးဆိုတာဆရာတော်တော်များများကိုတွေ့ဘူးလေဆရာတငယ်ချင်းအပေါင်းအသင်းတွေမှာလည်းတွေ့ဘူးလေသူတို့ emotion stable မဖြစ်ဘူးဆိုရင်တစ်ဖက်လူအပေါ်မှာမှန်မှန်ကန်တဲ့လှုပ်ဆောင်မှုတွေအများကြီးလုပ်တယ်မျက်နှာအရင်ကြီးစူပုတ်ပြောမှလည်းအဲ့လိုမျိုးအတင်းတုတ်တာတွေပါတယ်လေကိုမကျင်တဲ့တယ်လို့ပြောလိုက်တဲ့အရာတွေလေဒါ emotion stable မဖြစ်တဲ့သူတွေမှာအများဆုံးတွေ့ရတယ်ဆရာတို့လည်းမဖြစ်ဒါကပုံမှန်ပဲ emotion stable မဖြစ်တာပုံမှန်ပဲမဲ့အဲ့လိုမျိုးကို balance ဖြစ်တတ်တဲ့လူမျိုးပေါ့နော်အများစုက balance မဖြစ်ဘူးမဖြစ်လို့လဲဒီလိုမျိုးဖောက်ပြန်တာတွေမိန်းမတယောက်ကိုတွေ့ရင်ဒီစက်ကိစ္စလောက် flat တာလောက်ပဲတိတယ်ယောက်ျားတွေရယ်မိန်းမတွေရယ်ဒီလိုမျိုးတွေဖြစ်ပြီးတော့မှဘဝမှာဒါကြောင့်မလို့အဲ့လိုမျိုးအရန်ကြီးပြိုကွဲလာများလာလေအရန်တို့ဆရာအခုခေတ်မှာလုံးဝမရနိုင်တဲ့အဲ့ emotion stable ဖြစ်တဲ့သူကိုဆရာလိုချင်တယ်ဘာလို့လဲဆိုတော့ emotion stable ဖြစ်ရင်ကြက်နဲ့အဲ့လိုငွေရေးကြေးရေးပြောစရာမလိုဒါတွေကတိလားဒါဆရာကိုတွေ့မလို့ဆရာ emotion stable ဖြစ်ဖို့စူးစမ်းနေတဲ့တစ်ချိန်မှာအဲ့လိုမျိုးယောက်ျားတယောက်ကိုမြင်တာနဲ့ကြိုက်ဘူးယောက်ျားတယောက်ကလည်းအာကိုတက်အဲ့လိုရုပ်ချောတိုင်းလည်းမကြိုက်ဘူးအဲ့လိုမျိုးပတ်ဆက်ရှိတိုင်းလည်းမကြိုက်ဘူး flat တိုင်းလည်းမကြိုက်ဘူးဆရာကအဲ့လိုမျိုးအထီတွေ့တွေပါတယ်ရလဲဆရာအတွက်ဘလို့မှခံစားလို့မရတဲ့အရာတွေဆရာအတွက်အချစ်ကသစ္စာရှိမှုမေတ္တာရှိမှု emotion stable ပါဆိုအခုခေတ်ကလေဝေးသွားရင်တောင်မှ LDS လို့မျိုးဝေးသွားရင်တောင်မှနောက်တစ်ယောက်ရှာနေတဲ့ emotion အဲ့ဒါနောက်တစ်ယောက်ရှာရဲဆိုတာ emotion stable မဖြစ်လို့ရှာတာလေသိလားဆရာဆိုဒီနေ့ဒီချိန်ထိအဝေးမှာပဲဆရာရှာခြင်းလဲရတာပဲမရှာခြင်းတော့မရှာဒီတိုင်းမှာဆရာသွားခြင်းနဲ့ဆရာကိုချောက်ဖွင့်နေရလို့ပြောရလေအဲ့တစ်ချက်ပေါ့နော် emotion stable လုံးဝကိုဖြစ်စင်လာအဲ့ emotion stable ကတော်ရုံတန်ရုံဆရာရဲ့နှလုံးသားဆရာရဲ့စိတ်ကိုဘယ်သူမှအဲ့လိုမျိုးဝင်ပြီးတော့မှနှောက်ယှက်လို့မရဘူးတော်ရုံတန်ရုံကပြောချင်တာကအဲ့လိုမျိုးလာပြီးမြှုပ်ဆွဲလို့မလွယ်ဘူးလို့ပြောချင်တာသိလား emotion stable ဖြစ်တယ်ဒီလိုမျိုးသာမြှုပ်ဆွဲတိုင်းတာပါသွားကြအခုခေတ်ယောက်ျားတွေဖောက်ပြန်နေလို့သိရမလားဘာတွေဆိုတာလဲ emotion stable မဖြစ်လို့ဖြစ်ကြဘာလို့မြှုပ်ဆွဲတိုင်းပါရအောင်အဲ့ယောက်ျား emotion လုံးအားကြောင့်မလို့အဲ့လိုယောက်ျားမျိုးဘာလို့တွေ့ကန်နေဆက်စဉ်းစားလို့မရဘူးဘာလို့ emotion stable မဖြစ်အဲ့ယောက်ျားပတ်စံရှိလဲအဲ့ပတ်စံခဏလေးနဲ့ကုန်သွားမှာပဲသိလားဆိုဆရာတွေ့ဘူးတယ်ဆရာပတ်စံရှိတဲ့သူတွေတွေ့ဘူးတယ်ဆရာအကူတယ်မှလည်းရှိပါတယ်ဘာလို့လဲဆိုတော့သူက emotion stable မဖြစ်တာဖြစ်တဲ့အတွက်သူတို့ရတဲ့ပတ်စံတွေကိုသူတို့ကပြန်ပြီးတော့မှဖြုံးသွားတယ်ဆိုတာသူတို့တောက်စားမှုရတောက်စားထဲမှာပါသွားပြီးတုံးတယ်မိမကိစ္စတွေမှာသွားတုံးတယ်တချို့စီးပွားရေးတွေမကောင်းတဲ့စီးပွားရေးတွေရှိတယ်စီးပွားရေးတိုင်းလည်းကောင်းတာမဟုတ်လေမကောင်းတဲ့စီးပွားရေးရှိအဲ့လိုမကောင်းတဲ့စီးပွားရေးမသုံးချပြီးတော့မှဖြစ်သွားတာရှိတယ်ဒါ emotion stable မဖြစ်ခြင်းရဲ့အကျိုးရလဒ်တယ်အဲ့လိုယောက်ျားမျိုးကိုဆရာကလုံးဝကိုအထင်မကြီးဘူးမီလီယံနာမကလို့ဘီလီယံနာပဲဖြစ်ဖြစ်တကယ်ဒါကြဘာလို့လဲဆိုတော့အဲ့ဒါတွေကကုန်သွားမယ်ဆိုတာသိလို့လေဟိုတလောကခစ်ထားလိုက်တဲ့နိုင်ငံခြားမှာလေစီကိုဘာနီးပညာလားအဲ့သူ့တိုင်းရလေအဲ့လိုမျိုးcosplay လား cosplay မှာဖောက်ပြန်သွားတဲ့ holiday ကြောင့်ဖြစ်သွားတဲ့အရာလေအတွေ့အမှုနဲ့ဆိုတာအဲ့ဒါလေသိပါလားသူ့ရဲ့ဖောက်ပြန်မှုကြောင့်သူ့ရဲ့ emotion state မဖြစ်မှုကြောင့်ပဲသူ့ရဲ့အရာတွေအလုံးသူ့ရဲ့ပျော်ရွှင်ရတဲ့မိသားစုတွေပတ်စံငွေကြေးတွေလုံးဝအောက်ကျသွားဆရာပြောချင်တာ emotion stable မဖြစ်ဘူးဆိုတော့အဲ့ဒါပြောတာမီလီယံနာမကဘီလီယံနာကြီးဖြစ်လဲ emotion stable ဖြစ်ရင်အောက်ကျသွားမှာပဲဒါကြောင့်မလို့အထင်မကြီးဘူးဆိုတာကအဲ့တခုလူတယောက်ကိုကြည့်လိုက်ရင်အဲ့လို emotion stable ဖြစ်လားမဖြစ်လားပုံမူတည်ပြီးအဲ့လူကအနာဂတ်မှာဘယ်လိုလူမျိုးဖြစ်လာနိုင်လဲဆိုတော့တွေးလို့ရတယ်နောက်ဆရာလူချင်းတဲ့ယောက်ျားကအဲ့လို emotion stable ဖြစ်တဲ့သူအဲ့လို flat တာလောက်တော့လာမလုံးနဲ့အဲ့လိုမျိုးအထင်ကိုမကြည့်ရအဲ့လိုမျိုးလားဆရာလုပ်ခဲ့ဆရာရီးစားတွေများပြီးမှုလို့ပေါက်ထားလို့ရတယ်တည်လားဒါကြောင့်မို့ဆရာကိုလေတငယ်ချင်းတွေဆိုရင်လေအရာအထင်သေးတယ်ဆိုတာဆရာတို့နိုင်ငံကိုကလေရီးစားမရှိရင်ဘွားမဟုတ်သူလိုပဲတည်လားသူတို့လည်းအဲ့လိုပြောတဲ့သူတွေကလည်းသူတို့ဘဝမှာတယောက်ရှိနေမှအဆင်ပြေမယ်အဲ့လိုမျိုးပေါ့နော်တကယ်တော့တယောက်ရှိနေမှအဆင်ပြေမယ်ဆိုအနာဂတ်ကမသေးကြတော့ဆရာတို့သွားတဲ့ big chain တွေကြတော့ဆရာတို့ကိုပေါ့နော်ကိုတက်ထက်လက်ရက်တင်နိုင်တယ်တစ်ဖက်လူရှိရင်လည်းအဲ့တစ်ဖက်လူကကိုတကယ်လိုချင်တဲ့ပုံစံမျိုးဖြစ်ရမယ်ပေါ့ဆရာတို့ emotion stable ဖြစ်တဲ့ယောက်ျားမျိုးပဲကြိုက်တယ်အဲ့လိုလူမျိုးမတွေ့မချင်းကတော့ဆရာ single ပဲဖြစ်နေဦးမှာထင်တယ်ဆရာတငယ်ချင်းတွေဆိုပြီးဘာလို့အခုချိန်ဒီမရှာသေးရအသက်ကပြေးကြည့်ဘူးဟုတ်တယ်အသက်ကြီးရငယ်ရနဲ့လည်းမဆိုင်ဘူးလေလူတိုင်းတယောက်နဲ့တယောက်
ယောက်ျားဖြစ်ပြီးတော့တွဲလို့ရတဲ့အခြေအနေရှိမှာပေါ့ဒါပေမဲ့ဆရာကျတော့ဟိုယောက်ျားဖြစ်ရင်ပြီးတော့မတွဲချင်ဘူးလေနော်ကိုယ့်တဲ့ emotion stable ဖြစ်ပြီးတော့မှကိုယ် commitment အပြည့်လာမဲ့သူကိုပဲဆရာရဲ့အရာအလုံးကိုပေးအပ်ချင်တယ်ဒါကြောင့်မို့ဒီလိုမျိုးမတွေ့မချင်ဆရာ single ဖြစ်နေဦးမှာပဲဒီတိုင်းပဲတယောက်တည်းပဲဖြတ်တန်းနေဘယ်သူမှ official ချပြပဲတွဲပြသွားမှာမဟုတ်ဘူးပေါ့နော်ဘာလို့ဆိုသူတို့တစ်ဖက်ဟိုဘယ်သူမှပြောရမှာမဟုတ်လေဆရာနဲ့တွဲတဲ့သူဆရာကိုသဘောကျတဲ့သူတွေပဲကြည့်အောင်မှာ emotion stable မဖြစ်ရင်ဟိုကို commitment မလာဘူးသူတို့လိုချင်တာက flat တာလာဖုံးဆက်ချင်ုံလားစက်ကိစ္စလောက်ပဲစဉ်းစားနေဒါအချစ်လို့လည်းမတတ်မှာဘူးဆရာတို့အချစ်တွေကြတော့ဆရာတို့ကြရှင်းမြတ်တာတို့ဘာတို့ကြဆရာကြဓမ္မရဲ့ဗုဒ္ဓရဲ့ဓမ္မတွေအောက်မှာပဲနေကြရလို့လားမသိဘူးဒီလိုမျိုးအပေါ်ရန် flat တာတွေတို့အဲ့လိုမျိုးတွေစိတ်လဲဝင်စားဘူးအဲ့လိုအထင်လည်းမကြည့်ဘူးပေါ့နော်အဲ့လိုမျိုးဟိုတယောက်ထဲနေလိုက်တာမှကောင်းသေးတယ်ဒါကြောင့်လို့အခုတလို့ဆရာဝလာဆိုတော့တယောက်ထဲနေပြီးကိုယ့်အောင်အေးချမ်းနေလို့ဝလာသေးတာသူနဲ့နေမှာဟိုကို emotion ကလည်းကိုလုံခြုံမှုကလည်းမပေးတဲ့အဖြစ်အဲ့လိုမျိုးကိုထမင်းကိုစားပြီးတော့မှသူတို့စိတ်ပူပြီးတော့မှကိုကချုံချုံနေကြရတယ်သိမလားရမ်းစိတ်ဖြစ်စရာကောင်းတယ်တကယ် emotion stable မဖြစ်တဲ့ယောက်ျားရင်းနဲ့တကယ်ကိုမတွေ့ချင်တော့ဒါကြောင့်မို့ကိုယ့်အောင်ကိုပြန်နောက်ဆုတ်တယ်နောက်ဆုတ်ပြီးတော့မှကိုယ့်တောက်ထဲလေးရက်တည်နိုင်တယ်ဆိုရင်အချင်းတွေတခုစီကပြန်ထူးစားနေရတကယ်ဟိုဘာလို့ဆိုကိုယ်တိုင်က emotion stable ဖြစ်မှာပဲတစ်ဖက်လူကလည်း emotion stable ဖြစ်တဲ့သူနဲ့တွေ့မယ်ဆိုတာယုံကြည်လာလို့ပေါ့တွေ့မှာပါဘာလို့ဆိုတော့တစ်ချိန်ကြာရင်ပေါ့နော်ဆရာကလည်းဟိုဆရာကအရင်တော့ဆရာလည်းဖြစ်ပြတာပေါ့သူများတွေဟိုတလောကပဲဆက်တငယ်ချင်းတွေမင်္ဂလာဆောင်တယ်ပေါ့နော်သူများမင်္ဂလာဆောင်တော့မင်္ဂလာဆောင်ကြတာပေါ့ဒါတဘာဝပဲလေဆရာတို့ကမင်္ဂလိဖြစ်တဲ့အတွက်ငါတက်ကဘလောက်ရှိနေပြီမင်္ဂလာဆောင်ကြတဲ့ဖြစ်ဒါရှိပါတယ်မင်္ဂလိတိုင်းမှာရှိတယ်နှလုံးသားထဲမှာခံစားပြီးဒါပေမဲ့ဟိုမင်္ဂလာဆောင်လိုက်ပြီးတော့ဆိုရင်အခုခေတ်လို့အများကြီးကွဲထွက်နေရတယ်ရှိလာလိမ့်မယ်ပေါ့နော်ဆရာတို့ကျတော့ဟိုတပွားမှာတစ်ခါပဲဆောင်မယ်မင်္ဂလာဆောင်မှာတစ်ခါပဲတက်မှာတစ်ခါပဲဆောင်ပြီးတက်မှာတစ်ခါလောက်ပဲဒီလူနဲ့ပဲတက်လုံးသွားခြင်းတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဟာကကျတော့အဲ့လိုမျိုးဟိုကို emotion stable ဖြစ်တဲ့အချိန်မှာရှာပြီးတော့မှလက်ထပ်တာအကောင်းဆုံးဆိုတာကိုဆရာမထားဆရာနဲ့တင်ယူခဲ့တာဘာလို့လဲဆိုတော့ဆရာမထားကသူ emotion stable ဖြစ်တဲ့အချိန်မှာအိမ်အောင်ကြပြီးတော့မှဒီအိမ်အောင်ကြီးကပြိုကွဲသွားတယ်ပြိုကွဲပြီးတော့မှကလေးရသွားတော့သူ single မဖြစ်သွားတာပေါ့နော်ပြောမဆိုသူ့ရဲ့ဘဝမှာလုံးဝသူ့ဘဝကိုဟို experience ယူပြီးတော့မှဆရာတို့လူငယ်တွေကိုသူ့ရဲ့တပည့်တွေကိုပြန်တင်ပေးတာကွာဒါကြောင့်မို့ဆရာတို့ကကြတော့ဒီလိုမျိုးဆရာမန်းထားတယောက်လုံးရှိပြီးတော့မှဆရာတို့ကထပ်မှနေဆရာတို့ကအသုံးမကျရရောက်တယ်လေဆရာတို့လိုချင်တာအဲ့တစ်ချက်ပေါ့နော်ဟိုသူ့ဘဝကြီးကိုအများကြီးရင်းနှီးခဲ့ပြီးတော့မှဆရာတို့တင်ပေးထားတဲ့ဒီသင်ခန်းစာတွေ mindset တွေအတွေးခေါ်တွေကိုဆရာတို့ကအသုံးမချတတ်ဘူးဆိုရင်ဆရာတို့အခုခေတ်မှာဖြစ်နေတဲ့ emotion stable မဖြစ်ဘူးဆိုရင်ဘဝမှာလုံးဝကိုရှင်းတန်လို့မရအောင်ဒါဟာတကယ် emotion stable ကဒီအိမ်အောင်ရေးမှမဟုတ်ဘူးစီဝါရေးတွေတခြားဘယ်နဲ့ပဲမှာဆိုအရန်လိုအပ်တယ်ဘာလို့လဲဆိုတော့အမြဲအစ်စ်မပြေနိုင်ဘူးအမြဲတမ်းဟိုပျော်မနေနိုင်ဘူးအမြဲစိတ်ညစ်မနေနိုင်ဘူးဒီဟာကိုက balance ဖြစ်ပေါ့နော် handle လုပ်နိုင်ဖို့ကအရင်ရေးကြည့်ရပေါ့နော်ဆရာအတွက်တော့အကြိုက်ဆုံးကဆရာမှထားစီမှာနောက်ထပ်တစ်ခုကဆရာတို့ကလေဆရာအရင်တော့ထင်ခဲ့တာအကြောင်းငိုတာလို့သိရမလားဟိုအဲ့ဒါတွေကရှက်စရာလို့ထင်တာပြီးတော့ချစ်တယ်လို့ပြောတာလို့ဆရာတို့မိန်းကလေးဆိုရင်ကပြောပိုင်ကိုမရှိဘူးလို့တကယ်တမ်းဆိုအဲ့ဒါကြီးမဟုတ်ဆရာဥဖမ်းမိုင်းဖြတ်လာတဲ့အရာတွေဆရာတို့ချစ်တယ်ဆရာဒါကြောင့်မို့ဆရာနောင်တာကင်းနေဆိုတာအဲ့ဒါမျိုးဟိုမင်္ဂလိမလို့မပြောရယောက်ျားလေးမလို့မပြောအောင်မရှိလူတိုင်းလူပဲလေချစ်တယ်ပြောလို့ရတယ်ဒါပေမဲ့ကိုချစ်တဲ့သူကတော့ပိုက်ရှင်မရှိတဲ့သူဖြစ်ဖို့လိုအပ်တာပေါ့နော်ဒါကလည်း mindset ပဲလေ mindset ဆိုတာအဲ့ဒါမျိုးလေဟိုအဲ့လူကပိုက်ရှင်ရှိနေတဲ့သူချစ်တယ်ဆိုရင်ဒါက meaningless ပေါ့နော်အဓိပ္ပာယ်မရှိဘူးဟိုကိုယ့်ရဲ့ mindset ကမှားယွင်းနေတယ်လို့ဆိုလို့လေဟိုဆရာတို့မထားရဆရာတင်နေဆိုတာအဲ့လိုအချက်တွေပေါ့နော်ဟိုဆရာတို့ကြတော့ဟိုကိုတက်ထဲလဲရက်တည်နိုင်တာဖြစ်တဲ့အတွက်တစ်ဖက်လူလေဟိုကိုလိုမျိုး emotion stable ဖြစ်တဲ့သူပဲရွေးချယ်ခြင်းနဲ့ဟိုဒီလိုမျိုးမဟုတ်ဘဲနဲ့ဒီလိုဟို emotion stable မဖြစ်ဘူးငါတို့ကအသက်ကလည်းကြီးနေပြီးလက်ထပ်မှဖြစ်တော့မယ်ဆိုပြီးသူ့ယောက်ျားကောက်ယူလို့ကတော့ဘဝမှာဟိုဘာပေါ့နော်လုံးဝမြိတ်နဲ့မျက်ခွက်လိုတာဖြစ်မယ်ဒါကလေတကယ်ဆရာရဲ့ဟွာတွေထဲမှာကွာရှိနေပြီးသားမလို့ဆရာတိပြီးသားဟိုအဲ့လိုမျိုးမြင်နေကြားနေရတော့လေစိတ်လည်းမကောင်းဘူးဒါတွေကကိုယ့်ရဲ့မိသားစုထဲမှာလည်းရှိနေတော့လေနော်ဟိုဆရာဆိုရင်သူတို့ကြည့်ပြီးတော့မှတံဝေကားတွေလည်းရပါတယ်ဒါကြောင့်မလို့ဆရာပိုးကျိုးစားနေအဲ့ဒါငါတယောက်ထက်လည်းရက်တည်နိုင်ရမယ်ဒါကတဘာဝပဲဆရာတို့ကမွေးလက်တယောက်လည်းတယောက်လည်းတယောက်ထက်လေနော်ကိုတယောက်တည်းရက်တည်နိုင်ရမယ်ပြီးတော့တစ်ဖက်လူကိုရွေးချယ်တဲ့အခါမှာမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကိုဖြစ်ရမယ်
ဒါကကိုတန်းကိုရွေးချယ်တတ်မှန်ကန်တတ်လာရင်တော့တစ်ဖက်လူကလည်းမှန်ကန်တဲ့သူဖြစ်လာမယ်ဆိုတာယုံကြည်ပြီးသားပါဒါရဟိုဆရာရဲ့ကိုသွေးကလည်းရှိပြီးသားဆိုတော့ဆရာကျူးစားနေတဲ့အရာတစ်ခုကအဲ့တခုပေါ့နော်လွယ်ရင်တော့လူတိုင်းရနေလောက်ပြီမလွယ်ဘူးဆိုတော့ကိုကိုသိပါတယ်မလွယ်ဘူးဆိုတော့ကိုတယောက်တည်းရက်တည်နေရတာတောင်မလွယ်ကိုရဲ့စိတ်ကိုတောင်မှ handle လုပ်နေရတာမလွယ်တဲ့အခြေအနေရှိရဟိုဆရာမထားစေအဲ့လိုမျိုးငွေရှက်စရာလို့ထင်တယ်ဆရာအဲ့ရှက်စရာလို့အရင်ကထင်ခဲ့တာပေါ့နော်ငိုနဲ့တိတ်နေငိုရရှက်စရာကြီးလို့ဆရာမိသားစုတွေပြောကြဘူးလေတကယ်ငိုတာရှက်စရာမဟုတ်ဘူးလူတိုင်းမှာစိတ်မျိုးစုံဖြစ်တာရှိရဖြစ်တဲ့အတွက်အဲ့စိတ်ကိုဆရာကအဲ့လိုငိုချင်ငိုချပလိုက်ဒေါသဖြစ်ရင်ဒေါသဖြစ်လိုက်ကိုက balance ဖြစ်နေဖို့ပဲအရာဆရာတို့လည်းမနာလို့တဝင်းတဝါတို့ဒေါသဖြစ်တာတို့မကြိုက်တာတို့ဟိုစိတ်ညစ်တာတို့မချစ်နိုင်တာတို့ရှိတာပဲဒီလိုမျိုးတွေရှိတယ်ဆိုကိုက handle balance ပြန်ဖြစ်ဖို့ပဲလိုအပ်တာဒါဆရာမဒါဆရာနေလုံးဝကိုဘသူဆရာမှမကြားခဲ့ဘူးတဲ့အရာတွေသူများကြီးဆိုကဟိုဆရာအကိုလေးဆိုရင်ကသူတို့ကပို့ယောက်ျားလေးဆိုကယောက်ျားလေးဆိုတာတန်မာရမယ်ဟိုမငိုရဘူးဆိုတော့သူတို့တွေကအဲ့လိုမျိုးကွာကိုတန်မာခြင်းအောင်ဆောင်းတဲ့အခါမှာကိုမြင်အောင်မကြည့်ရတော့သူကအဲ့လိုအခက်ခဲဖြစ်လာထွက်ပြေးကြဒါယောက်ျားလေးဆရာအကိုတွေပေါ့နော်ဒါဆိုသူတို့အခက်ခဲတွေ့ရင်ယောက်ျားလေးတွေအားကြောင့်မလို့တက်တည်မှုအများဆုံးကယောက်ျားလေးဆိုအဲ့ဒါမျိုးသူတို့က emotion ကိုထုတ်မပြတာများလာလို့လေကျတော့မိန်းကလေးရောက်မှာမျက်ရည်လေးတဆန်းဆန်းနဲ့အဲ့လိုမျက်ရည်လေးကြပြအမျိုးတွေရှိသေးရဲ့ကိုယ့် emotion နဲ့ထုတ်ပြတယ်ယောက်ျားလေးကအဲ့လိုထုတ်မပြဘူးကွာတကယ်ဆိုရင်လူရဲ့လုံးဝဖြစ်လာရဲ့ငိုလဲငိုတတ်ရမယ်ရီလဲရီတတ်ရမယ်ဝမ်းနဲ့နေတတ်ရမယ်ဒေါသလည်းထွက်တတ်ရမယ်မနာလို့တဝင်တိုးတာလည်းရှိရမယ်ဒါစိတ်မျိုးစုံဖြစ်တဲ့အတွက်ရှိကိုရှိတယ်ဒီလိုမျိုးရှိနေတာကိုသိပြီးတော့မှ handle balance ဖြစ်ဖို့ပဲအရေးကြီးတာဒါဆရာမဒါဆရာနဲ့ balance ဖြစ်အောင်ပဲဆရာသင်ယူခဲ့တာအဲ့လိုမျိုးတွေ့ရချင်းမှာအိုးဟုတ်လားဆရာအရင်တော့ဆိုရင်လေငါတယောက်တည်းငိုတတ်တာလားငါတယောက်တည်းပဲအားနေနေတာလားငါတယောက်တည်းပဲအဲ့လိုမျိုးဟိုအားပြုတ်နေတာလားလို့ဆရာထင်လိုက်တာပေါ့နော်အဲ့ဒါမှားနေလို့ထင်တာပတ်ဝန်းကျင်ကလေဒါကြီးကမှားယွင်းနေတယ်လို့ထင်တာမဟုတ်ဘူးဒါကမှားယွင်းနေတာမဟုတ်ဘူးဒါကအမှန်တရားမှာကိုက balance ပြန်ဖြစ်ဖို့ပဲအရေးကြီးတာငိုနေတဲ့အခြေအနေကနေပြောမှအမြဲငိုနေလို့မဖြစ်ဘူးလေဆရာတို့ကစားဖို့နေအတွက်အပြင်ထွက်အလုပ်တွေလုပ်အောင်မယ်အဲ့ဆိုငိုပြီးရင်အပြင်ထွက်အလုပ်လုပ်ဒီလိုမျိုးကွာဘဝဆိုတာအဲ့လိုပုံစံမျိုးဟို handle လုပ်နိုင်ရမယ်လို့ပြောကြတာအမြဲတမ်းငိုပြီးအဲ့ရထဲမှာခွေပြီးတော့မှဆွေးနေလို့မရဘူးလေခုကကြအဲ့လိုမျိုး emotion stable မဖြစ်တော့ကွာဟိုယောက်ျားတစ်ယောက်ကထားသွားရင်တော့မိန်းမတစ်ယောက်ကထားသွားရင်ဟိုတလောကတွေ့လိုက်ပါပါမိန်းမကိစ္စကြောက်ယောက်ျားလေးကလေကိုတက်တည်သွားတာဆိုလားemotion stable ဖြစ်လိုက်တာသိလားအဲ့လိုမျိုးကွာသိရမလား emotion stable မဖြစ်ရင်ဘာမှမစုံလုံးနိုင်နဲ့ဆရာအကိုလက်လေတွေ့ဘူးလေဆရာအကိုလက်သူ့ကမလေးရတဲ့ဟိုသူ့ကမလေးနဲ့ရန်ဖြစ်ပြီးမှလေဒီတိုင်းမှာဆရာလေးသူ့မြင်ပြီးမှစိတ်ဆရာငငယ်လေးက emotion အရန်ကို star ရတယ်အဲ့လိုမျိုးဖြည်းချင်းစီပေါ့နော်တင်ယူခဲ့တာသူတို့အဲ့လိုကြည့်ရင်လေအချစ်တယ်လို့အဲ့အချစ်မဟုတ်ဘူးဆရာမှတ်ထားပြီးပြောရလေအချစ်ကအဲ့လိုမျိုးမဟုတ်ရိုမီယိုနဲ့ဂျူလီယက်ကိုလည်းဆရာမှတ်ထားပြောအချစ်မဟုတ်ဘူးလေသိလားအချစ်ကအဲ့လိုမျိုးမဟုတ်သူများတက်တယ်လို့သူများဆိုတာကိုချစ်ရတဲ့သူတည်သွားလို့ကိုတက်တည်တယ်ဆိုတာအဲ့ဒါအချစ်မဟုတ်ဘူးသူ့ကိုချစ်တာမဟုတ်ကိုချစ်တာအဲ့ဆို तू မရှိရင်မနေနိုင်တဲ့ကိုချစ်တာဒါကြောင့်မလို့ကိုပို့ချစ်လို့ကိုတက်တည်သွားသူ့ချစ်လို့မဟုတ်ဘူးသူ့ချစ်တယ်ဆိုရင်ဗုဒ္ဓနဲ့ရတော်တရားလိုပဲကြည့်အဲ့လိုတိတ်ထက်တာနဲ့ရတော်တရားပေါ့တဲ့ဗုဒ္ဓတောထွက်သွားတယ်ပြောမစို့လူဘွားမှာရှိမနေတော့ဘူး तू ကငါသူ့ချစ်တဲ့ဗုဒ္ဓလည်းမရှိတော့တိတ်ထက်လည်းမရှိတော့ဘူးငါတက်တည်မယ်ဆိုရတော်တရားတက်တည်ပြီးလောက်ရောပေါ့ဒါမှမဟုတ်ရတော်တရားဗုဒ္ဓစီမှာပဲသွားပြီးတော့မှယဟန်မသွားဝတ်ပြီးတော့မှပါရမီဖြည့်ပြီးသွားသေးလားတကယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာဆိုတာအဲ့လိုမျိုးအတူတူစူးစမ်းပြီးအတူတူတိဆောက်တာဝေးသွားရင်တောင်မှမဖောက်ပြန်တာဒါမှစစ်မှန်တဲ့ချစ်ချင်းမြတ်တာလို့ခေါ်တယ်စစ်မှန်တဲ့ချစ်အခုခေတ်ကအဲ့လို mindset တွေကွာတယ်ဆိုတာအဲ့ဒါမျိုးလေဆရာလေးရည်ချင်တာဆရာအကိုတွေကအဲ့လိုမျိုး emotion လုံးဝ stable ဖြစ်ဘူးသူတို့နဲ့ရရဲ့မိန်းမတွေကိုလည်းတနာတာဆရာလေးနင်တို့ကြည့်ပြောငါလည်းယောက်ျားရွက်မကြောက်တယ်လို့တော့သူတို့ပေါ်တင်ပြောတကယ်ပြောဘာလို့ emotion stable မဖြစ်အောင်ကြိုးစားရလဲဆိုတော့သူကထွက်ပြေးနေတာယောက်ျားလေးဒါကယောက်ျားလေးအများစုပါ emotion stable ဖြစ်တဲ့ယောက်ျားဆိုတာတကယ်ကိုရှားတယ်ရှိတဲ့သူလည်းရှိတယ်ရှိတဲ့သူကတော့အဲ့မိန်းမရတယ်မိန်းမရတဲ့သူတွေကကန်ကောင်းတယ်သိလားအဲ့အရန်ကိုဒါကြောင့်မို့ဒီနေ့လေးမှာဆရာကလည်းဒါဆရာရဲ့ big change ဖြစ်တဲ့အရာလေးတွေပါတခုရတော့မလို့မျှော်လင့်ပါ I love you thank you so much